ချို့ဒီလိုသူတွေရှိတယ်မာရှာလာဒါကောင်းတဲ့အရေးချင်းအလုတ်ကင်ကောင်းတစ်ခုတွေ့တယ်တွေ့တဲ့ခါမှာမလုပ်လေဒီအလုတ်ငါလေးပဲလုပ်မယ်နောက်တစ်ယောက်လာလုပ်တယ်ဆိုရင်လည်းပဲ welcome လာခဲ့ဒါတော်တော်ကောင်းတဲ့အလုတ်နော်တော်တော်ကောင်းတဲ့အလုတ်နော်လာကြလှုပ်ကြနော်ငါတို့အတူတူလှုပ်ပြီးတော့ငါတို့အတူတူကြီးပွားကြမယ်တချို့မှာအဲ့ဒီစိတ်သက်ရှိတချို့မှာကျတော့အဲ့ဒီလိုစိတ်သက်မရှိဘူးနော်ဒီအလုတ်ကအမှန်တကယ်သူတယောက်သေးလေးပဲလုပ်နိုင်တာမဟုတ်နော်ဒါပေမဲ့လည်းပဲသူတယောက်သေးပဲသူလုပ်ဖို့ကြိုးစားတယ်ကျန်တဲ့သူတယောက်အဲ့ဒီနီးနဲ့စီးပွားလာရှာမယ်ဆိုရင်အဲ့ဒီလူကိုသူဘာလုပ်လဲနီးမျိုးစုံနဲ့တိုက်ခိုက်ပြီးတော့မောင်းထုတ်တယ်လိစာတဲ့မိတ်ဆွေနေနောက်မြခင်ဗျာဒီတော့ကြီးကန်းရဲ့အတူယူစရာအရေးချင်းနဲ့ခွေးကဆက်ရစုပ်ယွန်ရှာဖွဲ့ရအရေးချင်းဒီတော့ကျွန်တော်တို့စဉ်းစားကြည့်ကျွန်တော်တို့မှာကောဘယ်အရေးချင်းရှိလဲဘေးအရေးချင်းရှိလဲเนาะကျွန်တော်တို့အလုပ်ကိုင်တစ်ခုကောင်းတယ်အဆင်ပြေတယ်ဆိုရင်เนาะငါပဲလုပ်မယ်ငါပဲချမ်းသာမယ်ဒီစီးပွားငါတယောက်တည်းပဲလုပ်မယ်အဲ့ဒီလိုကျွန်တော်တို့မလုပ်ရဘာဖြစ်လို့လဲရူစီအလားပေးနေတာเนาะအလားပေးတဲ့ရူစီကိုငါတယောက်တည်းပဲယူမယ်ဆိုတဲ့လောဘကျွန်တော်မကြည့်ရเนาะပင်လေရေကကျွန်တော်တယောက်တည်းတောက်လို့မရเนาะဒီတော့ကိုနာမှာနောက်တစ်ယောက်ရောက်လာတယ်ဒီအလုပ်လုပ်ချင်တယ်လာခဲ့ဒီအလုပ်ငါတင်ပေးမယ်ငါဒီအလုပ်နဲ့အောင်မြင်ခဲ့တဲ့သူငါဒီအလုံးနဲ့ချမ်းသာခဲ့တာငါဒီအလုံးနဲ့အစဉ်ပြေခဲ့တာနော်ဒီအလုံးငါတင်ပြီးမယ်ဆိုပြီးတော့ကျွန်တော်တို့လက်တွဲပြီးတော့ခေါ်ရလိစာတဲမိတ်စီညီနောင်မြခင်များ